မင်းညကမြောက်ကလမှာရှိတဲ့နွယ်နီကိုတွားဖို့ Google Map ကြည့်လိုက်တာမမပုံမရှိတာကိုတွားတွေ့တယ်။အဲ့ဒါနဲ့ပဲကျွန်တော် idea တစ်ခုရပြီး Google Map မှာသူ့နေရာနဲ့သက်ဆိုင်တဲ့ပုံတွေတင်ဖို့ဆုံးဖြတ်လိုက်တယ်။ဒီဗီဒီယိုကတော့မြောက်ကလမျိုးရဲ့ Google Map မှာမရှိသေးတဲ့သက်ဆိုင်ရာနေရာတွေရဲ့ပုံတွေကိုလိုက်တင်မှာဖြစ်ပါတယ်။နွယ်နီကိုတွားဖို့ရှိတာဆိုတော့နွယ်နီမှာရှိတဲ့ဂါကြီးစိတ်မတိုင်ကနေစခဲ့တယ်။ဒါကငပိနဲ့မှုေးနေတဲ့ဂါကြီးစိတ်မတိုင်ပါ။ဒုတိယနေရာကတော့တန်တာမှတ်တိုင်ပေါ့မင်းသွားတဲ့လမ်းကောင်းရင်ငါလဲလိုက်မလို့မင်းနဲ့လောက်ပြောခဲ့အောင်တခါတရံငါပဲလဲခံစားရမှာမင်းသွားရမယ်တန်တာပြီးရင်အားလုံးသိရမယ်ဝစီယာမှတ်တိုင်ရှေ့ဆက်လာရင်တော့သူ့နနာမှတ်တိုင်ကိုရောက်ပါတယ်မိုးချမ်းစီဆိုင်ကလည်းညဆိုအရန်လာရဲပါတယ်ဆောင်းနေမို့လို့လားမသိဘူးကားမတိုင်တွေကလည်းအမှုပြန်ဆန်နေတယ်နောက်မှတ်တိုင်တစ်ခုကတော့မိုက်တီးဆိုင်ရှိရဲ့အိမ်တော်မှတ်တိုင်ပါစဉ်းစားအောင်လမ်းရွေးချယ်ပဲကိုလည်းအကောင်းဆုံးတွေ့ကြည့်လိုက်အောင်ညဘက်ဆိုရင်ဒီ Mary Brown ကလည်းအရန်လာတယ်နောက်ပြီးမမတော်မပါသေးတဲ့ဥစ္စာနာမှတ်တိုင်ရောက်ခဲ့ပါတယ်အခုဆိုရင်နေရာတချို့မှာပုံလေးတွေရှိလာပြီပေါ့နော်ကိုထဲချင်တဲ့နေရာလေးတွေရှိရင်လည်း follow လုပ်ပြီး comment ရေးသွားပေးလို့ရပါတယ်နောက်ဘက်တော့မှာ comment တွေ reply ပြန်ရင်ပြန်လာခဲ့ပါမယ်